အကြောင်းမျိုးမျိုးကြောင့်အင်တာနက်အခက်အခဲရှိနေသည့်ဒေသကဆရာဆရာမတွေအတွက်လည်း offline အသုံးပြုနိုင်အောင်စီစဉ်ပေးထားပါတယ်။ MTP ကိုအင်တာနက်မရှိချိန် offline အသုံးပြုနေအင်တာနက်မရှိသည့်အချိန်တွင်မြန်မာ teacher platform ကိုအသုံးပြုလိုပါကအင်တာနက်ရှိစဉ်တွင်သင်တန်းများ electronic စာအုပ်များနဲ့ဗီဒီယိုများကိုကြိုတင် download ဆွဲထားရန်လိုအပ်ပြီးသင်ဖုန်းကွန်ပျူတာတွေတွင် ဖိုင်သိမ်းစီရန်နေရအလုံးလောက်ရှိရန်လိုအပ်ပါတယ်။သင်ခန်းစာများအား download လုပ်နေ download လုပ်ရန်အတွက် MTP ရဲ့မူလစာမျက်နှာအောက်မှာရှိတဲ့ menu bar ကတစ်ဆင့်ကျွန်ုပ်၏သင်တန်းများ my courses ကိုဝင်ရောက်ပါသင် download လုပ်ချင်တဲ့သင်တန်းကိုရွှေ့ပါသင်တန်းခေါင်းစဉ်အောက်မှာရှိတဲ့သင်ခန်းစာများကို download လုပ်ပါ download course ခလုတ်ကိုနှိပ်ပြီးခေတ္တစောင့်ပါ offline သင်တန်းများ go to offline courses ပေါ်လာပြီဆိုတာနဲ့ download လုပ်ခြင်းအောင်မြင်စွာပြီးဆုံးသွားပါပြီသင်ခန်းစာရှိ resources များကို download လုပ်နေသင်တန်းတစ်ခုမှာပါဝင်တဲ့ဗီဒီယိုတွေဒါမှမဟုတ်တခြားအရင်းမြစ်တွေကို download လုပ်ဖို့အတွက်သင်ခန်းစာစာမျက်နှာကိုသွားပါသင်ခန်းစာ resources များကို download လုပ်ပါ download course resources ကိုနှိပ်ပါသင်ခန်းစာနဲ့ပတ်သက်တဲ့သင်ထောက်ကူအရင်းမြစ်များကိုသင်ဖုန်းရဲ့ file manager ထဲမှာရှိတဲ့ download folder ထဲမှာဝင်ရောက်ပြီးရှာဖွေနိုင်ပါတယ်အင်တာနက်မရရှိသည့်အချိန်အရင်းမြစ်များကိုအသုံးပြုခြင်းအင်တာနက်မရှိတဲ့အချိန်မှာ offline သင်ယူမှုကိုအသုံးပြုရန်အတွက်မူလစာမျက်နှာမှာရှိတဲ့ offline သင်တန်းများ go to offline courses ကိုနှိပ်ပါ download လုပ်ပြီးသားသင်တန်းများဗီဒီယိုများနဲ့အရင်းမြစ်များအားလုံးကိုထိုနေရာတွင်တွေ့နိုင်ပါတယ်အင်တာနက်ပြန်ရပါကအချက်လက်များသဟဇာတဖြစ်စေခြင်းအင်တာနက်ပြန်ရပါကသင်လေးလာသင်ယူထားတဲ့သင်တန်းတိုးတက်မှုပြီးမြောက်ထားတဲ့အကဲဖြတ်ချက်တွေကိုအလိုလျောက် update လုပ်သွားပါလိမ့်မယ်ဆွေးနွေးမှု forum မှတ်ချက်အစရှိတဲ့ online လုပ်ဆောင်ချက်တွေကိုလည်းပြန်လည်အသုံးပြုနိုင်ပါပြီ MTP app ကိုအင်တာနက်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအဆင်ပြေစွာအသုံးပြုနိုင်ပါတယ်ယနေ့ကစပြီးအသုံးပြုလိုက်တာနဲ့သင်ပညာရေးခီးကိုဘယ်နေရာမှာဘယ်ချိန်မှမဆိုစဉ်ဆက်မပြတ်သင်ယူလေ့လာနိုင်ပါတယ်